အားလုံးပဲမင်္ဂလာပါရှင်စိမ့်နဲ့ Soul Family တို့အတူတူရှောက်လန်းလာခဲ့ကြတဲ့ရွှေရောင်ခရီးစဉ် Golden Odyssey ဟာဒီနှစ်ဆိုရင်6နှစ်မြောက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်ဒီ6နှစ်တာအတွင်းမှာစိမ့်ရော Soul Family တို့အားလုံးရောဟာမိမိတို့ကိုယ်စီရဲ့ life path spiritual path တွေမှာသိတာထင်ရှားတဲ့ပြောင်းလဲမှုတွေဉာဏ်မိုင်းဆိုင်ရာတိုးတက်မှုတွေနဲ့ blessing တွေအများကြီးကိုရရှိပိုင်ဆိုင်ခဲ့ကြလိမ့်မယ်လို့ယုံကြည်ပါတယ်အဲ့ဒါတွေအပြင်စိမ့်တို့အားလုံးဟာဒီနှစ်တည်းထဲမှာမိမိတို့နဲ့ဘဝအဆက်ဆက်ကဆက်ဆက်ပတ်သက်ခဲ့မှုတဲ့အဆောင်အရှောက်တွေဆရာသခင်တွေနဲ့ပြန်လဲချိတ်ဆက်ခွင့်ရခဲ့ကြတယ်လို့ကိုစီတာဝန်ယူထားကြတဲ့ portal တွေမှာလည်းပေးအပ်ထားတဲ့ spiritual mission တိုင်းကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ကြပြီဖြစ်ပါတယ်အခုချိန်မှာတော့စိမ့်တို့အားလုံးဟာနောက်ထပ်ဉာဏ်လမ်းကြောင်းတစ်ခုစီကိုတက်လှမ်းမှုအချိန်ကျရောက်ပါပြီ spiritual awakening ဆိုတာတစ်ချိန်တစ်ခါတည်းနဲ့ပြီးသွားတာမျိုးမဟုတ်ပါဘူးအလွှာတွေကိုတစ်လွှာချင်းစီခွာချရင်ပုံမမြင်မာတဲ့သိမြင်မှုအလွှာတွေနဲ့အသိဉာဏ်တွေစီကိုဇက်တိုက်သွားရတဲ့ဖြစ်စဉ်မျိုးပဲဖြစ်ပါတယ်ဒီလိုမျိုးတစ်ဆင့်ပြီးတစ်ဆင့်ဖြစ်ပေါ်လာတဲ့ awakening တွေကိုဉာဏ်အလွှာတွေစီကူးပြောင်းကြတဲ့အခါစိမ့်အတွက်ရော Soul Family တို့အတွက်ပါအရင်ကနဲ့မတူညီတဲ့အလုပ်တွေကိုလှုပ်ဆောင်ကြရတော့မှာဖြစ်ပါတယ်စိမ့်တို့အနေနဲ့ဒီနှစ် Golden Odyssey 2026 အတွက်ဆရာသခင်တွေစီကရရှိထားတဲ့ channel message ကတော့ Your Next Awakening ဆိုတဲ့ message ပါပဲအဲ့တော့ဒီ Your Next Awakening ဆိုတဲ့ channel message ကိုအတူတကွလှုပ်ဆောင်မှုအတွက် Golden Odyssey 2026မှာ energy section 3ခုပါဝင်မှာဖြစ်ပြီးလက်ရှိဘဝမျိုးရိုးစင်ဆက်ကဘိုးဘေးတွေရဲ့မပြီးဆုံးခဲ့တဲ့တာဝန်တွေကြောင့်နောက်မျိုးဆက်တွေမှာကင်ဆာတာပိတ်ဆို့တာတွေကံကြမ္မာကျွေးပေးဆက်ရတာတွေကိုထပ်တလဲလဲမဖြစ်ပေါ်စေဖို့အတွက်မိမိတို့ဘိုးဘေးတွေရဲ့အတိတ်ကမပြီးဆုံးခဲ့တဲ့တာဝန်တွေနဲ့ကုသိုလ်ရေးတွေမပြည့်ပြတ်ခဲ့တဲ့ဂတိကဝတ်တွေနဲ့ဖြတ်တောက်ရမယ့် energy pattern တွေကိုပြန်လဲချိတ်ဆက်နိုင်မယ့် ancestor calling အတိတ်ဘဝကမိမိတို့ကိုယ်တိုင်တစုံတဦးနဲ့ဖြစ်စေအဖွဲ့အစည်းနဲ့ဖြစ်စေပြုလုပ်ခဲ့မိတဲ့သဘောတူညီချက်တွေတန်တရားဆက်ဆက်ကကိုနဲ့ပတ်သက်ခဲ့တဲ့ကိုရဲ့ပဋ္ဌာန်းဆက်တွေအပေါ်မှာပေးထားခဲ့တဲ့ဂတိကဝတ်တွေနဲ့အတူပြုလုပ်ခဲ့မှုတဲ့ဆုတောင်းတဲ့သစ္စာတွေကိုပြန်လည်ဖော်ဆောင်ရမယ့် Soul Contract Chapter 2စိမ့်လုပ်ဖူးသမျှ Energy Section တွေထဲမှာ Powerful အဖြစ်ဆုံး Blessing အရဆုံးနဲ့ Result အမြန်ဆုံးဖြစ်တဲ့ High Divine Channeling HTC ကိုဒီနှစ်မှာတော့နောက်တစ်ဆင့် level up ပြီးတော့တိုးမြင့်ခွင့်ရသွားတဲ့ HTC 2.0 လို့ပဲဖြစ်ပါတယ်ဒီ section 3ခုလုံးဟာသူ့အချိန်နဲ့သူအစင်လိုက်ချိတ်ဆက်ပြီးအလုပ်လုပ်ရမယ့် energy section တွေဖြစ်တာကြောင့်စိမ့်တို့အနေနဲ့ပထမဦးဆုံး ancestor calling မှာဘိုးဘေးတွေရဲ့ energy နဲ့ပြန်လည်ချိတ်ဆက်တာ soul contract ကတစ်ဆင့်ဖြည့်ဆည်းရမယ့်ဂတိကဝတ်တွေနဲ့လှုပ်ဆောင်ရမယ့် mission တွေကိုသိရှိသွားပြီးတော့ကိုရှင်းလင်းစရာရှိတာတွေကိုတတ်နိုင်သမျှရှင်းလင်းပြီးမှသာမိမိတို့ရဲ့ရတဲ့ရထိုက်တဲ့ blessing တွေကို HTC 2.0 မှာအပြည့်အဝရယူနိုင်မှာဖြစ်ပါတယ်။အဲ့ဒီအတွက် Golden Odyssey 2026 ရဲ့ Energy Section 3ခုလုံးမှာစိမ့်တို့အတူတူအလုပ်လုပ်ကြပြီးမိမိတို့ရဲ့ပုံမမြင်မာကောင်းမွန်တဲ့ကံလန်းကြောင်းညံလန်းကြောင်းများစီတို့စိမ့်နဲ့အတူတူထပ်မံလျှောက်လှမ်းသွားကြပါစို့ရှင်။